တကုံမျိုးတစ်လေးမျိုးနဲ့ရဲ့အိမ်ချမ်းမြေရောင်းဝယ်ခါရှင်များအတွက်ရောင်ချီစာလက်တွဲဆောင်ရွက်ခြင်းနဲ့ဆိုရင်တော့အကောင်းဆုံးဈေးညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ဆက်ပစ်ဆက်တကုံမျိုးတစ်လေးမျိုးနဲ့အိမ်ချမ်းမြေရောင်းဝယ်ရေးကနှွေးထွေးစာကြိုဆိုလျက်ပါရှင်တကုံမျိုးတစ်စိတ်ကံတကုံမျိုးတစ်တောင်ပိုင်းတကုံမျိုးတစ်အစီပိုင်းမှာရှိတဲ့မြေခွက်များကိုရောင်းသူဝယ်သူစိတ်တိုင်းကြဆွေးနွေးရှင်းပြကျိုးဆောင်ပေးပါတယ်မြေခွက်တိုင်းရဲ့ကရင်ပါမစ်စတာတို့ကိုစီပစ်စပီးသားဆိုတော့ရာနှုန်းပြအာမခံချက်လည်းအပြည့်ရှိတယ်။အရှိန်အဟုန်နဲ့တိုးတက်လာတဲ့ဒီကွန်မြူနတီလေးမျိုးနဲ့ရဲ့နေရာကောင်းအချက်ချာကြတဲ့မြေခွက်များကိုကာလာပေါစီအတိုင်းဝယ်ရရှိနိုင်စေဖို့တာဝန်ယူကျိုးဆောင်ပေးနေပါတယ်ရှင်။အိမ်ချမ်းမြေနဲ့ပတ်သက်ရင်ဘာပဲလို့အကောင်းဆုံးဝန်ဆောင်မှုပေးရဲ့ဆွေးပစ်ဆက်တဲ့ကွန်မြူနတီလေးမျိုးနဲ့အိမ်ချမ်းမြေရောင်းဝယ်ရေးကအတွေ့အကြုံရှိတဲ့ရှိနေတွေနဲ့စာချုပ်ချုပ်ပေးတာဆိုတော့ယုံကြည်စိတ်ချရတယ်လေ။၃နာရီကြိုတင်ဖုန်းဆက်လိုက်ရုံနဲ့စိတ်တန်းကြအတိုင်းဆွေးနွေးလို့ရတယ်။ဆွေးပစ်ဆက်တဲ့ကွန်မြူနတီလေးမျိုးနဲ့အိမ်ချမ်းမြေရောင်းဝယ်ရေးကိုဆက်သွယ်မယ်ဆိုဖုန်း39945509ရနဲ့7ဆက်တကွန်မြူနတီလေးမျိုးနဲ့အိမ်ချမ်းမြေရောင်းဝယ်ရေး Facebook page ကနေလည်းဆက်သွယ်စုံစမ်းနိုင်ပြီးလိပ်စာက4000ကန်လမ်းမှာပေါ်ထပ်ကြီးရမှတ်တိုင်အနီးတင်ငန်းကျုံမြို့နယ်ရန်ကုန်ကိုလည်းကိုယ်တိုင်သွားရောက်ဆွေးနွေးနိုင်ပါတယ်ရှင်